ဇလန်အစမှာတော့ကောင်လေးတကြော့ပြန်မွေးဖွားလာပြီးနောက်ပထမဆုံးလုပ်ခဲ့တဲ့အလုပ်ကတော့သူ့မိဘတွေကိုကွာရှင်းစာချုပ်မှာမရမကလက်မှတ်ထိုးခိုင်းတာပါပဲပြီးတော့ပတ်စံချမ်းသာတဲ့အဖေဖြစ်သူနဲ့လိုက်မနေပဲညှင်းဆန်ခဲ့ပါတယ်အဲ့ဒီအစားဆင်းရဲဒုက္ခရောက်နေတဲ့အမေဖြစ်သူနဲ့ပဲအတူနေဖို့ရွေးချယ်ခဲ့တယ်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ဘဝတုန်းကသူကအဖေဘက်ကိုရွေးခဲ့လို့ဖျားနာတဲ့အခါမှာအဖေနဲ့မိထွေးဖြစ်သူကစေးပိုးဝါခမပေးတဲ့အပြင်ပိုင်ဆိုင်မှုလွှဲပြောင်းပေးရမယ့်စာချုပ်မှာပါအတမလက်မှတ်ထိုးခိုင်းခဲ့လို့ပါနောက်ဆုံးမှာတော့ကောင်လေးဟာနောင်တတွေဆုံးမရှိပဲတည်ဆုံးသွားခဲ့ရတယ်ဒါကိုကောင်းကင်ဘုံကတနာကရုဏာတက်လို့ထင်ပါရဲ့မိဘတွေကွာရှင်းမဲ့နေမှာပဲသူ့ကိုတကြော့ပြန်လဲမွေးဖွားခွင့်ပေးခဲ့ပါတယ်ဒီတစ်ချိန်မှာတော့ကောင်လေးကသူ့ရဲ့ကံကြမ္မာနဲ့အမေဖြစ်သူရဲ့ကံကြမ္မာကိုမဖြစ်အောင်ပြောင်းလဲပြစ်မယ်လို့တစ္ဆာဆိုလိုက်တယ်ဒါကြောင့်သူကအမေကိုအဖေနဲ့ချက်ချင်းကွာရှင်းခိုင်းပြီးအဖေဖြစ်သူကိုလည်းအိမ်ပေါ်ကနေမောင်းချလိုက်ပါတော့တယ်အမေဖြစ်သူကသားဖြစ်သူရဲ့လူကြီးဆန်ဆန်စဉ်းစားပေးတတ်မှုကိုမြင်ပြီးအင်မတန်စိတ်လှုပ်ရှားဝမ်းသာသွားခဲ့တယ်အမေကသားကိုကြောင်းလက်ခပေးဖို့ရှိသမျှစုပူးလေးထုတ်ပေးခဲ့ပေမဲ့ကောင်လေးကတော့အမေစကားကိုနားထောင်ဖို့စိတ်ကူးမရှိခဲ့ပါဘူးအဲ့ဒီအစားအိမ်မှာကျန်တဲ့ပတ်စံအနေငယ်ကိုယူပြီး stock exchange ကိုတန်းပြေးပြီးတော့ထိုးဆင်းနေတဲ့ stock share တစ်ခုကိုအကုန်ဝယ်ပစ်လိုက်တယ်ဘာလို့လဲဆိုတော့ဒီ stock share ကမကြခင်မှာကောင်းကင်ပြန်တက်လာတော့မယ်ဆိုတာသူကြိုသိနေလို့ပါဒါပေမဲ့အဲ့ဒီအချိန်မှာပဲ store ဈေးကွက်ရဲ့တထေးကြီးတယောက်ကကောင်လေးလုံနေတာကိုမြင်သွားပြီးဒီ store ကပြန်ဦးမော်လာဖို့လုံးဝလမ်းမရှိတော့ဘူးလို့လာတတိပေးတယ်ကောင်လေးကိုအမြန်ပြန်ရောင်းပြီးကျောင်းစာပဲအာယုံဆိုင်ဖို့ပြောပေမဲ့ကောင်လေးကတော့ဒီအခွင့်အရေးကိုတုံးပြီးအဲ့ဒီတထေးကြီးနဲ့လောင်းကြီးထက်လိုက်ပါတော့တယ်သူကတကယ်လို့ဒီ store ကခဏနေရင်ထိုးတက်လာခဲ့ရင်ခင်ဗျာကျွန်တော်အမေနဲ့တိတ်လို့ရမယ်လို့ပြောလိုက်တယ်ဘာလို့လဲဆိုတော့ကောင်လေးဟာသူ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်မဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပေးဖို့အတွက်ချော်မော်ပြီးချမ်းသာတဲ့ပထွေးတယောက်အရေးပေါ်လိုအပ်နေလို့ပါကွက်တိပါပဲကောင်လေးရဲ့အမေကလည်းစိတ်ပူပန်ပြီး stock exchange ကိုအပြေးလွှားရောက်လာခဲ့တဲ့တားဖြစ်သူကကျောင်းလက်ခတွေကို store ဝယ်ပစ်လိုက်တာမြင်တော့အမေကဒေါသတကြီးဖြစ်သွားတာပေါ့ဒါပေမဲ့ကောင်လေးကတော့စိတ်မဆိုးဖို့အမေကိုယုံကြည်မှုအပြည့်နဲ့ပြောနေခဲ့တယ်အဲ့ဒီအချိန်မှာပဲကောင်လေးရဲ့ရက်ဆက်လာတဲ့အဖေဖြစ်သူလည်းရောက်လာခဲ့တယ်သူကချမ်းသာတဲ့ရီးစားတစ်တောင်ရနေပြီလေသူတို့နှစ်ယောက်ကကောင်လေးရဲ့အမေကိုတစ်သက်လုံးဆင်းရဲမဲ့ကန်ဆိုပြီးလောင်ပြောင်ကြတဲ့အပြင်တကယ်လို့ကောင်လေးဝယ်ထားတဲ့ stock က3မိနစ်အတွင်းတက်မလာရင်အမေဖြစ်သူကသူတို့စီမှာတစ်သက်လုံးအစီခံလုပ်ရမယ်လို့ပါချင်းချောက်ပါတော့တယ်ဒါကိုကောင်လေးကပြောကြီးသဘောတူလိုက်တယ်အချိန်တွေတရွေ့ရွေ့ကုန်လွန်သွားပြီးကောင်လေးဝယ်ထားတဲ့ stock ကစက်တိုက်ထိုးကျနေတော့မယ်တထေးကြီးကတော့ကောင်လေးတယောက်ဒုက္ခလာလာတွေ့ပြီလို့ထင်နေပေမဲ့ကောင်လေးကတော့တည်တည်ငြိမ်ငြိမ်ပါပဲဘာလို့လဲဆိုတော့နောက်ဆုံးမိနစ်30အလိုမှာဒီ stock share ကရုတ်တရက်ဝန်းကနေထိုးတက်သွားတော့မယ်ဆိုတာသူတေချာပေါက်ကြိုသိနေလို့ပဲဖြစ်ပါတော့တယ်